တော့ဒီမှာစနစ်တကျဟိုဖြစ်လိုက်တော့ဆရာတွေကစနစ်တကျပြပြီးတော့ကျွန်တော်တို့လမ်းလျှောက်ပုံကတကယ် model ဘက်မှာပုံမှန်6တာနဲ့အများကြီးကွာဟသွားတာပေါ့ model အဲ့လောက်ကြီးတော့မပြောတော့ညီလေးရေနော် တင်နေတော့ဒီပေါ့နော်ကျွန်တော်တို့ model စတာယန်ဂျွန်ပေါ့နော်အဲ့တင်ထဲမှာကျွန်တော်တို့တက်လိုက်တာပေါ့နော်အဲ့အခုတော့ကျွန်တော်တင်ထဲလက်မှတ်လေးလည်းကျွန်တော်ရလိုက်ပါတယ်ဟုတ်လား မလုတ်ပါနဲ့လို့အခြားမော်တွေမင်းထမင်းငတ်ကုန်လိမ့်မယ်မင်းလို့ရင် ကြောင်လို့ကျွန်တော်ဒီ model ချိုးချောက်မယ်ဆိုတော့ပြိသက်လက်ခံတဲ့ model တယောက်ပြောင်းတော့ကြိုးစားမှာပေါ့ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီဘက်မှာတော့တရုပ်ဆောင်ဘက်တွေ ဖုံးကိုနဲသေးတာမျိုးဖုံး9လုံးလောက်ရှိတယ် ရေးဆိုဟိုဘက်တွေလည်းကျွန်တော်အနေနဲ့ကြိုးစားမယ်တချင်းတစ်တွေလည်းပြိသက်တွေတို့အမြင်ဆန်းဖို့တချင်းတစ်တွေထပ်လာဖို့လည်းရှိပါတယ်ဟုတ် model တယောက်ရဲ့အဓိကကတော့တကိုရေတကာရတန်ရှင်းရမှာပေါ့နော်လူပုံလယ်မှာထင်ရှားနေရမယ် Okay ဟုတ်တယ် ဟုတ်တော့ model တယောက်ဖြစ်တယ်ဆိုတော့တကိုရေတကာမတန်ရှင်းလို့လည်းမရဘူးလက်ကားရနဲ့ချောင်းနေတော့ ချစ်ဖို့ကောင်းလို့စလာပါလေနော် ချစ်လို့စားတာနော်